ခဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါသေးဗျာအားလုံးပဲမင်္ဂလာပါမင်္ဂလာပါခဲအားလုံးပဲမင်္ဂလာပါခဲမိတ်ဆွေတို့တွေအားလုံးပဲ2D Lucky Star ဆိုတဲ့ YouTube channel ကနေပြီးတော့ကိုကိုမအားလုံးပြန်လည်ပြီးတော့ຫນွေသေးစွာနဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါအားလုံးပဲဒီဗီဒီယိုလေးကိုမိတ်ဆွေတို့တွေကမရင်းမကြော်ပဲနဲ့တေချာလေးပြီးဆုံးအောင်ကြည့်ပေးဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်အားလုံးပဲမင်္ဂလာပါကိုလင်းရဲ့ဒါ 2D Lucky Star ဆိုတဲ့ YouTube channel လေးကိုအခုမှတွေ့တဲ့သူအခုမှမြင်တဲ့သူက channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe လုပ်ပေးထားဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်နော်ဟုတ်ပြီလားအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါသေးโอเคကျွန်တော်ဒီနေ့ကတော့ဒါအင်္ဂါနေ့ကတော့နေကုံ okay မှာဆိုပြည်တယ်ပေါ့ဗျာဒီညနေဆိုရင်ဒါမိတ်ဆွေတို့တွေဒါဝမ်းချင်းက93ညနဲ့ဒါ58ဆိုတဲ့8558ဆိုတဲ့ကဏ္ဍဒါကျွန်တော်တို့ဒါအောကွက်မိတယ်ပေါ့ဗျာနော် okay မှာဆိုပြည်တယ်ပေါ့အဲဒါကြောင့်မလားဒီနေ့အင်္ဂါနေ့ကတော့ဒါ okay မှာဆိုပြည်တယ်ပြောရမှာပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးကပြီးတော့မနက်ဖြန်ကျွန်တော်ဗုဒ္ဓဦးနေ့ကိုလည်းကျွန်တော်အကောင်းဆုံးစူးစမ်းပေးထားပါတယ်မနက်ဖြန်ဒါဆိုရင်ကျွန်တော်18ရက်3လပိုင်း2026ဗုဒ္ဓဦးနေ့12နာရီ10မိနစ်တော့ကိုပြောမယ်နော်ကျွန်တော်ဗရိတ်တွေလည်းပေးထားတယ်နော်ဗရိတ်တွေလည်းပေးထားတယ်နော်မွေးကနန်းဆိုလဲဒါ80ပေးထားတယ်နော်80တို့ပေးထားပါတယ်မွေးကနန်းဆိုနော်ဟိုအရင်တော့ကတော့မှတ်မိမလားတော့မသိဘူးဗျအရင်တော့ကျွန်တော်ပေးဘူးတယ်လေအင်္ဂါနေ့ကြားလို့ရှိရင်ကျွန်တော်မနက်ပိုင်းကိုလိုက်လွင့်ပြီးတော့ကျွန်တော်ပေးတဲ့ကဏ္ဍတစ်ခုရှိတယ်လေအဲ့ဒါလေးလည်းကျွန်တော်ပြောပေးမယ်အဲ့ဒါလေးကတော့ဒါမိတ်ဆွေတို့တွေသတိထားဖို့သတိထားပါကိုကြိုက်နေတတ်တယ်ဆိုတော့လည်းသတိထားပါနော်ဒါကျွန်တော်နေခင်းနေရကျွန်တော်ပေးမလို့ဗျနော်မေ့သွားလို့နော်အင်္ဂါနေ့တိုင်းကျွန်တော်လေးမနက်ပိုင်းလိုက်လွင့်ပြီးတော့ပေးတဲ့ဝေကနနှစ်ကွက်ပေါ့နော်အဲ့ဒါလေးကတော့93နဲ့6လေးဖြစ်ပါတယ်နော်ဒီဘက်ကြံပွဲမှာပေါ့နော်ဒီဗုဒ္ဓဟူးကြာသပတေးတောက်ကြမှာ93ရဲ့6လေးရဲ့ဒါမွေးကနဆို80ရဲ့ပေါ့နော်ဒါ93နဲ့6လေးကတော့ဒါမိတ်ဆွေတို့ဒါအများတန်းပေးနေကြနှစ်ကွက်ပါနော်အင်္ဂါနေ့မနက်ပိုင်းတိုင်းကျွန်တော်ပေးနေကြနှစ်ကွက်ပေါ့နော်အဲ့ဒါလေးကိုလည်းဒါမိတ်ဆွေတို့သတိထားပါ93နဲ့6လေးဆိုတဲ့ဒါအင်္ဂါနေ့မနက်ပိုင်းကိုကျွန်တော်လိုက်လွင့်ပေးတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုသတိထားဖို့အားလုံးမေတ္တာရက်ခံပါတယ်ကဲအားလုံးပဲမင်္ဂလာပါဗျာနော်မင်္ဂလာပါကဲကျွန်တော်နမဗုဒ္ဓဦးနေ့သွားမယ်ဗျာဗုဒ္ဓဦးနေ့ကိုလည်းထပ်ပြီးတော့ okay မှာဆိုပြအောင်ကျူတာနော်ဒါညနေရဒါ84ဆိုရင်ဒါ okay မှာပို့အဆိုပြေမှာဗရိတ်လက်ပြီးတယ်ကျွန်တော်တို့ဒါအဖွဲ့ဝင်ဇာတိုးရောဒါပြီးတော့ဇာလုံးနဲ့ပတ်သက်တဲ့တင်ခွက်ပါထွက်တာနော်ဒါမဲ့လာမှာပါအဲ့ဒီ၄ကလာထိတ်စီးနဲ့လို့ကျွန်တော်ကပူကြိုက်ထိတ်စီးနဲ့လာဖို့များတယ်အဲ့၄ကကြလာထိတ်စီးပဲလို့ကျွန်တော်သတ်မှတ်ထားတယ်ဗျနော်ဟုတ်မို့ကတော့စောင့်ကြည့်ရမှာပေါ့ဗျနော်ကဲအားလုံးပဲကျွန်တော်မနက်ဖြန်ကျွန်တော်ဗုဒ္ဓဦးနေ့ပေါ့နော်မနက်ဖြန်ဗုဒ္ဓဦးနေ့7:10မိနစ်ကိုကျွန်တော်ကင်မယ်ဝမ်းချင်းလေးကတော့38ဝမ်းချင်းဖြစ်ပါတယ်နော်38ဝမ်းချင်းဖြစ်ပါတယ်38ဝမ်းချင်းဖြစ်ပါတယ်ဗုဒ္ဓဦးနေ့7:10မိနစ်ကိုကျွန်တော်ကင်မယ်ဝမ်းချင်းလေးကတော့38ဝမ်းချင်းဖြစ်ပါတယ်ကဲကိုလေးရေ38ဝမ်းချင်းမှာကိုလေးကနေပြီး3နဲ့ပတ်သက်လာရင်ဘာလေးကြိုက်လဲဆိုရင်30 34 35 39ဖြစ်ပါတယ်35ဆိုတဲ့ကဏ္ဍပါသွားပြီနော်ခုနမွေးကဏ္ဍဆိုတဲ့ဟာနော်ကဲကိုလေးရေ3နဲ့ပတ်သက်လာရင်ကိုလေးကဘာလေးကြိုက်လဲဆိုရင်30 34 35 39ဖြစ်ပါတယ်နော်ဝမ်းချင်းက38 3နဲ့ပတ်သက်လာရင်ကိုလေးကကြိုက်တာ30 34 35 39ကဲအဲ့ဒါပြီးရင်8နဲ့ပတ်သက်တာကိုလေးကဘာလေးကြိုက်လဲဆိုရင်နော်80 8နဲ့84 89နော်8နဲ့ပတ်သက်လာကိုလေးဘာလေးကြိုက်လဲဆိုရင်80 8နဲ့84 89ဟော80ဆိုတဲ့မွေးကနပါလာပြန်ပြီနော်ဝမ်းချင်းက38 3နဲ့ပတ်သက်လာရင်ကိုလေးကြိုက်တဲ့ကဏ္ဍ30 34 35 39ကို8နဲ့ပတ်သက်လာကိုလေးကကြိုက်တာက80 8နဲ့84 89နော်ကဲအဲ့ဒါပြင်ကျွန်တော်ဒီနေ့ဆိုစိတ်မာစတာကီးက933ကီးနော်မနက်ကမညှိဘူးညနေပိုင်းညှိသွားတယ်ကဲမနက်ဖြန်ကိုကျွန်တော်ရဲ့စိတ်မာစတာကီးက492ကီးဖြစ်ပါတယ်နော်မနက်ဖြန်ကျွန်တော်ရဲ့ဗုဒ္ဓဦးနေ့အတွက်ကျွန်တော်ရဲ့စိတ်မာစတာကီးက492ကီးဖြစ်ပါတယ်နော်492ကီးဖြစ်ပါတယ်စိတ်မာစတာကီးကနော်ကဲအဲ့ဒါပြင်ကျွန်တော်အချက် main တင်ခွက်ပြောမယ်ဗျာ main တင်ခွက်ကတော့နှစ်ခွက်တည်းထုတ်ထားပါတယ်နော် main တင်ခွက်ကတော့မနက်ဖြန်ဗုဒ္ဓဦးနေ့7:10မိနစ်ကိုကျွန်တော်အကြိုက် main တင်ခွက်ပြောပေးမယ်အဲ့ဒါလေးကတော့ခွန်4ရယ်ခွန်5ရယ်ဖြစ်ပါတယ်နော်ခွန်4နဲ့ခွန်5ကတော့ main တင်ခွက်ဖြစ်ပါတယ်ဟုတ်ပြီလားခွန်4နဲ့ခွန်5ကတော့ main တင်ခွက်ဖြစ်ပါတယ်နော်ကျွန်တော်အကြိုက် main တင်ခွက်ကတော့ခွန်4ခွန်5 main တင်ခွက်ပါဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာရှိတဲ့ဗုဒ္ဓဦးနေ့7:10မိနစ်ကိုဒီဗီဒီယိုမြင်လိုက်တဲ့9ရက်သားမိလူပုဂ္ဂိုလ်မှန်များအားလုံးပဲပိုင်ဆိုင်ကြပါစေအားလုံးပဲမနက်ဖြန်နေခင်တနာရီထိုးမှာကျွန်တော်တို့ပျော်ရွှင်စွာနဲ့ပြန်ဆောင်ရမယ်ဗျာ
နော်အားလုံးပဲထိုးတဲ့ကနေထွက်တဲ့ကနေဖြစ်ပြီးအားလုံးပဲရှယ်ပေါက်ကြပါသေးဘယ်နဲ့မှမုံတုံးလေးလေးကိုနော်โอเคမှာဆွပြေကြပါသေးဗျာဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါခွန်လိုက်ပါအိမ်မက်လာမှတ်ကြပါသေးအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါ